စားရအောင်ပြီးတော့အကောင်းဆုံးဖြစ်အောင် mix ဖြစ်အောင်ဒီ channel ကလည်းအကောင်းဆုံးသင်ပေးတယ်ကျွန်တော်ဆက်ကြိုးစားအောင်ပါပဲအိမ်လည်းပဲကျွန်တော်ဒီတစ်ပတ်တော်တော်ဆွေးနွေးစစ်ကြီးဖြောက်ထားပါတယ်ခင်ဗျနောက်ပတ်အခုကြီးရှိတဲ့သူတွေလည်းသိကြပါပါအခုရှီယာပြန်ခွဲနေတဲ့ဟာတဲ့ဆိုင်ရင်အခုဒီပတ်ပြန်နေတဲ့ဟာဆိုအရင် relax ဖြစ်ပြီးတော့ပြန်ရတာပါခင်ဗျအဲ့လည်းဘာလဲပေါ့လွမ်းနေပါခင်ဗျအဲ့လိုပါလို့ပြောတယ်မေကိုအရင်ချစ်ပါတယ်လို့ကျွန်တော်ဒီတစ်ပတ်တင်နိုင်ခဲ့ရအောင်လဲလာပါပါကျွန်တော်ကသူ့ညီမလေးကိုချစ်တာပါပြီးတော့ဘာလို့လဲဆိုတော့ကျွန်တော်မှာညီမလေးရှိဘူးလေတော့2000တော့ခုနှစ်မှာဆိုတော့သူကလည်း2000ခုနှစ်မှာဝေးထားတယ်ဆိုတော့ကျွန်တော်ညီမလေးပါရှိနေခဲ့ရင်လည်းလူပညာလိုက်ကိုကျွန်တော်ကြောက်စေချင်တယ်ပြီးတော့သူကအခုကအရင်ကောင်းနေတယ်ဆိုတော့ကျွန်တော်သူ့ကိုအရင်အားပေးတယ်ပြီးတော့ညီမလေးကိုချစ်တာပါလို့ပြောချင်ပါတယ်ဗျပြီးတော့ကျေးဇူးတင်ပါတယ်ဗျဟုတ်ကဲ့Ben. Ben, ready? Ready? Hold.ကျွန်တော်ဒီဘက်ပြောပြတာစိတ်ဟိုရာလေးတွေ short ထားပါတယ် relax ပြီးတော့အကောင်းဆုံးဖြစ်အောင်ပြန်ထားပါတယ်ရပါမယ်ထားပါလား Okay တကယ် comment တွေပေါ်မှာကျွန်တော်လုပ်ပါတယ်ပြီးတော့ comment ကောင်းနေရဖို့ကျွန်တော်အများကြီးလည်းဆက်ကြိုးစားအောင်တယ်ပြီးတော့စိတ်စိတ်ဒီကောင် parents မှာရှိတယ်စိတ်စိတ်အများကြီးအဲ့ဒါကိုဒီအကောင်းဆုံးကျူလာပြီးတော့ရှော့ချထားတယ်အဲ့လိုပဲရှိစပ်ပြီးတော့Ben, look. Hello. Jadi bila berjumpa, saya kembali akan show cabai roh, saya ayat kitaဒီတစ်ပတ်အချင်းတော့အရင်ကတော့မကြောက်ဘူးဗျာဒါပေမဲ့အချင်းရွေးတဲ့အချိန်မှာဒီမိုလေးတွေနားထောင်မှုရှိတယ်အဲဒီမိုလေးတွေနားထောင်တဲ့အချိန်မှာဒီတစ်ချင်းကိုကြိုက်ခဲ့တယ်သူ fast လေးတွေတွားတဲ့ပုံစံလေးတွေရှင်းတွားတဲ့ပုံစံလေးတွေအရင်ကဘောကြလို့ဒီတစ်ချင်းကိုစစ်တာโอเคဗျာကျွန်တော်ဒီတစ်ပတ်တက်နိုင်ခဲ့ရင်အမေလဲလာဖို့အစီအစဉ်ရှိပါတယ်အမေကိုလာစီချင်ပါတယ်ခင်ဗျာကျွန်တော်ဒီကနေဒီမှာကြိုးစားနေတာဆိုတော့အမေကိုတွေ့ရစီနေဟုတ်မင်းနဲ့တွေ့ရတာဘယ်လိုရှိလဲအမေနဲ့မတွေ့ရတာတော်တော်ကြာပါဗျာဒီ carrot နဲ့ဆိုရင်ကြာပါလည်းဒီခါမှာလည်းလည်းလည်းရတယ်တော့တော့တာတစ်ချင်းစီပဲဒီခါမျိုးကြာတယ်ဒီမျိုးလေးကဒီလိုမျိုးပတ်သက်ကြတာလို့ရှိတယ်ဒီခါမျိုးဆိုတာရှိလာအောင်ပါပဲရှိစက်ဆောင်းရလမ်းတော်ကိုမှုရရှိအောင်အဲ့ဒါတွေကို neglect လုပ်ပြီးမှခုနမှာအကောင်းဆုံးကြိုးစားစီပါတယ်ခင်ဗျာဒီစိတ်ကြီးကိုရေးပြစစ်လာလေးဆိုတော့အခုကမနေ့က result
ရှိုးဖြစ်တယ်ရှေ့ရောက်ကျန်သေးတယ်ရှေ့ရောက်လုံးအရင်ချစ်ခင်ကြတယ်မနေ့ကခက်မယ်ဒါမဲ့အခုကဘုတ်ဖို့အချိန်ရှိပြီးတယ်အဲ့တော့ကြောင့်ကျွန်တော်တို့ချစ်ခင်တဲ့ပြည့်တဲ့ကြီးကိုသင်ပြပါမယ်ကျွန်တော်တို့ဘုတ်ပေးကြတာကျွန်တော်ပြောချင်တာလည်းရှိတယ်ဒီတိုင်းမှာတက်Loy, Loy. Dan saja para ka Loy. Yo,